အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်းဆရာဦးနုရေးသားထားတဲ့ကာမတနာဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးမစတဲ့ကမှာကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးဘေးနား notification ခေါင်းလောင်းလို့လည်းနေပြီးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဥပိုးခင်ဟာမြန်မာတန်း9တန်းအောင်ပြီးတဲ့နောက်မှာမိဘများကိုကူပြီးပေးခဲ့ရဆန်ထွက်ခဲ့တဲ့အဲ့ဒီလိုဆန်ထွက်နေတုန်းအားတဲ့ခါတွေမှာလည်းကောင်းကျောင်းဆရာတော်ကြီးစီမှာလောကုတ္တရာစာပေများကိုလေ့လာခဲ့တာ10နှစ်လောက်ရှိတဲ့အခါမှာတော့ပရိယတ်ဒီဘက်မှာအတော်ကလေးကိုပါရောက်လာခဲ့တဲ့အဲ့ဒီလိုပရိယတ်ဒီနဲ့သာမတင်းနိုင်သေးပဲဆရာတော်ဘုရားကြီးရဲ့ဩဝါဒကိုယူပြီးပရိပတိကိုလည်းကမ္မထမ်းကျောင်းမှာအပြင်းထန်အားထုတ်တဲ့အတွက်သူတသက်တာမှာတစ်ခါမှမတွေ့ရခဲ့ဘူးတဲ့တရားထုတွေကိုလည်းရခဲ့ဘူးတဲ့အဲ့ဒီလိုတရားရပြီးတရားရတာတွေ့တဲ့အတွက်ရဟန်းမောင်ကိုဝင်ဖို့ဥပုပ်ခင်ဟာမိဘတွေစီမှာခွင့်မှန်ပါသေးတယ်ခွင့်မရရှာခဲ့ဘူးမိဘတွေပေးစားတဲ့ဇနီးသက်ဒေါ်လာမေကိုသာလက်ထပ်လိုက်ရတယ်ဥပုပ်ခင်ဟာဒေါ်လာမေနဲ့သမီးကလေးနှစ်ယောက်မွေးခဲ့တယ်သမီးကြီးကိုမခိတ်မေလို့ခေါ်ပြီးတော့အငယ်ကိုတော့မတ်တင်မေလို့ခေါ်တယ်မခိတ်မေနဲ့မတ်တင်မေဟာမြန်မာတန်း9တန်းအောင်ပြီးကျောင်းထွက်ခဲ့ရတယ်ကျောင်းထွက်ပြီးအိမ်မှာပဲမိဘတွေကိုလှုပ်ကြွေးပြုစုနေရတယ်ဥပုပ်ခင်ကသမီးကလေးနှစ်ယောက်ကိုညစဉ်ညတိုင်းလောကုတ္တရာစာပေများကိုသင်ကြားပေးတယ်မခိတ်မေကဝါသနာလည်းပါတယ်ဝိရိယလည်းရှိတယ်ဆိုတော့9နှစ်6နှစ်အတွင်းမှာပဲအတော်ကြီးကိုပေါက်သွားခဲ့တယ်မတ်တင်မေကတော့ဝါသနာမပါရှာတဲ့အတွက်ဘလို့မှသင်လို့မရဘူးအဲ့ဒါနဲ့မတ်တင်မေကိုဖေးကြီးကလက်လျှော့လိုက်ရတယ်အဲ့ဒီလိုသမီးတို့ကိုစားတဲ့ရင်တခြားကလေးတွေလည်းဒီလိုပဲသင်ကြားပါစီဆိုတဲ့ရည်ရွယ်ချက်နဲ့မင်္ဂလာဆောင်ဝေးပွဲဓမ္မစကြာဆောင်ဝေးပွဲတတိပဒံဆောင်ဝေးပွဲတင်ကြိုဆောင်ဝေးပွဲပရမငယ်ဆောင်ဝေးပွဲပရမလက်ဆောင်ဝေးပွဲပရမကြီးဆောင်ဝေးပွဲတွေအထိဘာသာရေးဆောင်ဝေးပွဲတွေကိုတစိတက်ပြီးနှစ်စဉ်ကျင်းပခဲ့တဲ့ဆောင်ဝေးပွဲဝင်ကျင်သူတွေပေါ်အောင်တရားတက်ကြွစေတဲ့နှုတ်ဆော်စာတွေကိုလည်းသူ့ကိုယ်တိုင်ရိုက်ပြီးဝေတယ်ရွှေတဲ့စိတ်ငွေတဲ့စိတ်ငွေစားအုပ်စားရှိတဲ့ပြည့်စုကောင်းပေးနိုင်အောင်လဲသူ့ကိုယ်တိုင်တက်နိုင်တဲ့လောက်ရရရော်လူတယ်အများစီကလည်းအလူခံပေးတယ်သမီးကြီးမခိတ်မေကမင်္ဂလာဆောင်ဝေးပွဲမှာပထမဓမ္မစကြာဆောင်ဝေးပွဲမှာပထမတတိပဒံဆောင်ဝေးပွဲမှာပထမတကြိုဆောင်ဝေးပွဲမှာပထမလက်ဆောင်ဝေးပွဲမှာပထမရခဲ့ဘူးတယ်ဒီလိုပထမရတိုင်းဥပိုးခင်ကသမီးမျက်နှာစစ်စစ်ကြည့်ပြီးမိခင်မေမိန်းကလေးဖြစ်တာနာတကွယ်လို့တောက်တစ်ခေါက်ခေါက်နဲ့ညီးနေခဲ့တယ်ဥပိုးခင်ရဲ့သဘောကတော့သမီးမခိတ်မေကသမီးမိန်းကလေးမဟုတ်ပဲတားယောက်ကြားကလေးသာဆိုရင်မိဘတွေစီကခွင့်မရလို့သူမဝင်ခဲ့ရတဲ့ရဟန်းမောင်ကိုအတင်းဝင်ခိုင်းမှအမှန်ပဲအဲ့ဒါကြောင့်မခိတ်မေကလောကုတ္တရာဆောင်မှာတော်ပြီးမိန်းကလေးဖြစ်နေတဲ့အတွက်ဥပိုးခင်ကအားမလို့အားမရဖြစ်ပြီးတောက်တစ်ခေါက်ခေါက်နဲ့ဖြစ်နေတာပဲဥပိုးခင်ဟာပရိယတ်တိနဲ့ပြည့်စုံအောင်နဲ့မလုံလောက်သေးဘူးဖះလို့တော်ကြပြအောင်ပရိဆိုတဲ့ကမ္မထမ်းလုပ်ကိုလည်းလောက်အောင်မယ်ဆိုတာကိုနှစ်ကယုံကြည်တဲ့အတွက်အခုတစ်ဖက်ကပရိယတ်တိပြတ်မှာတိုးတက်ရေးကိုအားပေးပြီးအခြားတစ်ဖက်မှာလည်းကမ္မထမ်းလုပ်ငန်းကိုလူတွေစိတ်ဝင်စားလာအောင်ကြိုးစားတယ်ဥပိုးခင်ရဲ့ကြိုးပမ်းချက်အရမျိုးပေါ်ကပတ်စံတန်းနိုင်တဲ့လူတွေကစုပေါင်းပြီးဖះကြီးနောက်ဘက်မြေကွက်လက်တစ်ခုမှာတစ်ကြိမ်ကိုလူ30လောက်တရားထုတ်နိုင်တဲ့ကမ္မထမ်းရေးသားတစ်ခုထူထောင်ကြတယ်အဲ့ဒီလိုထူထောင်ပြီးမှကောင်းကျောင်းဆရာတော်ရဲ့ဩဝါဒအရပဲခူးမှာတောရကြောင်စောက်တည်နေတဲ့ပရိယတ်တိပရိနှမျိုးစလုံးမှာဆွဲဆုံးဖြစ်တဲ့ဆရာတော်ကြီးရဲ့တပည့်ဦးဝီမလာကိုတော်ကိုပြင်ကြခဲ့တယ်ဆရာတော်ရောက်လာတဲ့အခါအဖိုးခင်နဲ့အတူရိတ်တတိုင်ကတဲ့ကလူကြီး9ဦးကစံနမူနာအဖြစ်နဲ့စပြီးတော့ကမ္မထမ်းထိုင်ခဲ့ကြတယ်ဥဖိုးခင်ကရှေးကာကလည်းကမ္မထမ်းတစ်ချိန်ထိုင်မှုတယ်နောက်ပြီးတော့လည်းအိမ်မှာနေရင်နေ့စဉ်နေ့တိုင်းဘာဝနာလုပ်ငန်းကိုအပြတ်မကန်ဘူးအဲ့ဒါကြောင့်အရင်ကတွေ့ပြီးခဲ့တဲ့တရားထုကိုလင်းလင်းမြန်မြန်ပဲရခဲ့တယ်ကမ္မထမ်းဆရာတော်ကလည်းဥပိုးခင်ရဲ့ဉာဏ်စင်နဲ့ပတ်သက်ပြီးရှောက်ထားချက်တွေကိုအမှန်တမ်းမှသဘောကျတယ်ကမ္မထမ်းဆရာတော်ရဲ့သီလဆင်ခြင်မှုတည်ကြည်မှုပရိယတ်တိပရိနှစ်ခုစလုံးမှာပြည့်စုံမှုတွေကြောင့်ကမ္မထမ်းရိပ်တာဟာတနေ့တခြားတိုးတက်စီကားလာတယ်ဥပိုးခင်ဟာဘာသာရေးမှတင်ခေါင်းဆောင်ရတာမဟုတ်ဘူးအရက်ကိစ္စမျိုးကိစ္စတွေမှာလည်းဥပိုးခင်မပိုင်မပြီးဘူးဘာပဲဖြစ်ဖြစ်သူ့ကိုလက်တိုင်းမင်းတာပဲသူ့ကိုခေါင်းဆောင်တင်တာပဲသူ့ရဲ့တည်ကြည်မှုအမျှော်မြင်ရှိမှုတွေကိုမြို့သူမြို့သားတွေကအင်မတန်မှအားကိုးကြတယ်ဥပိုးခင်မှာသွေးဝမ်းယောဂရှိတယ်ဒီယောဂကခဏခဏဒုက္ခပေးတယ်ဥပိုးခင်လည်းဒီယောဂအင်မတန်ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အခါလောက်ပဲအိမ်မှာနာပြီးတတတာနဲ့တပြိုင်နက်ပရိကရဆန်ကိုလည်းထွက်လိုက်သေးတယ်အားတဲ့ချိန်တွေမှာလည်းအိမ်မှာနားမနေဘူးအရက်ကိစ္စမျိုးကိစ္စတာရီနာရီဘာသာရေးကိစ္စတခုခုကိုမျိုးလည်ပြီးလုပ်နေတာပဲအဲ့ဒီလိုလောကုတ္တရာအကျိုးကိုဆောင်ရင်နောက်ဆုံးမှာသူ့ရဲ့ယောဂဟာအင်မတန်ဆိုးလာပြီးမထနိုင်အောင်အာရင်ကုန်ကန်တဲ့အခြေအနေရောက်တော့မှဥပုပ်ခင်ကအိမ်မှာလဲနေတော့တာပဲဒေါ်လာမင်းကလည်းဒုနာယောဂကြောင့်အိမ်ထဲအိမ်ပြေကိုမထွက်နိုင်ဘူးသမီးကြီးမခင်မင်းကလည်းဖေးအိမ်နာမှာကပ်ပြီးပြုစုနေရတယ်မတိမေကတော့ဘာမှနားမလဲရှာဘူးဒီလိုစုံမီပြင်းနေတဲ့အတွက်တနေ့လောက်ကြာတဲ့အခါမှာပရိခိယဆိုင်ကိုတခြားသူလက်ထဲကိုရောင်းလိုက်ရတဲ့ဖြစ်ကိုရောက်ခဲ့ရတယ်ရှိတဲ့ငွေကလေးကိုမိသားစုတစုထိုင်စားလာခဲ့ကြတာစေဘိုးဝါကဆရာဝန်ကဓာတ်စာကားဆိုတဲ့အဖိုးကဒီကားတွေတနှုတ်သေးသာနှုတ်ပြီးအဝင်ကတပြားမှမရှိတဲ့အတွက်ဒီနေ့မကြခင်မှာပဲရှေ့သူမဲစုကလေးကကုန်တာပါပဲဥပိုးခင်တက်နိုင်တော့ကကျေးဇူးပြုထားတဲ့လူတွေကအလိုက်တီးကြတဲ့သူတွေကလက်ဝါးပြန်တောင်းစီရမလို့ပဲအလိုက်တီးဆိုတာနည်းနည်းပါးပါးဝိုင်းဝန်းထောက်ပံ့ကြတဲ့အတွက်ဥပိုးခင်တို့မိသားစုမှာအသက်ကလေးချောင်းချောင်းရှူနိုင်ပြီးတော့တယ်တနေ့ကျတော့ဥပိုးခင်ကမခိတ်မေကိုနားခေါ်လိုက်တယ်ဘယ်နဲ့လဲသမီးကြီးမခိတ်မေရေဖေဖေကိုပြုစုရလားအတော်ကလေးပင်ပန်းနေပြီထင်ပါရဲ့
မပင်မပါဘူးဖေဖေဘယ်ဟုတ်မလဲသမီးရဲ့တနေ့လည်းမဟုတ်တက်လာလည်းမဟုတ်နှစ်လလည်းမဟုတ်ညလည်းမရနေလည်းမနာရအမြဲတမ်းပြုစုနေရတာဆိုတော့ပင်မနာပေါ့ကွပင်မနဲ့လို့မအောင်မေးပါဘူးဖေဖေမာနာပြီးတော့ကုနော်အနန္တော်လို့ဆိုထားတာပဲဒီလောက်ကလေးပင်မရတာဖေဖေတို့ရဲ့ကျေးဇူးကိုအပုံနဲ့သိမ့်ပုံတပုံတော့မဆက်နိုင်သေးပါဘူးဖေဖေတာရုကွယ်တာရုဖေဖေလည်းတည်တော့မှာပါကွဖေဖေကဖေဖေသိပါတယ်ခံလာရလဲအလွန်ဆုံးနောက်တနင်္ဂနွေနှစ်ပတ်ပဲပေါ့မကိမေယာဒီစကားကိုကြားတဲ့အခါမှာမြေကြီးတွေစီးကြလာပြီးဆေးမလျှော့လိုက်ပါနဲ့ဖေဖေလို့သာပြောနိုင်တယ်စိုးတက်လာတာနဲ့သူ့ဖေရဲ့မျက်နှာကိုတနာတဲ့စိတ်နဲ့ကြည့်နေတယ်ထိုကဥပုပ်ခင်ကမငိုနဲ့သမီးမငိုနဲ့ဖေဖေတို့သမီးတို့ကအစမတည့်အောင်ရှိလေရတဲ့တန်တရာကြီးထဲမှာကိုချစ်တဲ့အဖေတွေသေးလို့အမေတွေသေးလို့လင်းတွေသေးလို့မယားတွေသေးလို့ညီကိုမနှမတွေသေးလို့ဆွေမျိုးညတကာတွေသေးလို့မိတ်ဆွေရင်းကြတွေသေးလို့အချင်းချင်းကြားကြရတဲ့မြေတွေကပင်လယ်သမုဒ္ဒရာတွေကရေတွေထက်မနေဘူးဖေဖေတို့သမီးတို့ကဒီတန်တရာကြီးတစ်လျှောက်လုံးမှာဖះနဲ့မတွေ့ကြရတဲ့အတွက်တွေ့ပြန်တော့လေဖះစကားကိုနားမထောင်ပဲရှောင်လွှဲပြီးနေခဲ့တဲ့အတွက်ဒီလိုတငိုငိုတဲ့ငိုနေရတာကိုပဲအဟုတ်ကြီးတင်ပြီးငိုရတဲ့လမ်းကိုလိုက်ခဲ့တဲ့အတွက်အချင်းချင်းငိုရတဲ့ငိုပွဲတွေကလည်းမရေတွက်နိုင်တော့ဘူးအခုဖះနဲ့တွေ့ရပြီးဖះကိုယုံကြည်တဲ့တရားတရားတွေလည်းသမီးတို့မှရှိနေပြီးမငိုနဲ့တော့ငိုရတဲ့လမ်းကိုမလိုက်နဲ့တော့မငိုရတဲ့လမ်းကိုဖះကဟောတာပြီးဖះဟောထားတဲ့အတိုင်းကျင့်ရင်အခုဘဝမှာပဲမငိုရတဲ့တရားထုတွေကိုမျက်မှောက်ပြုရမယ်လို့ရှင်တော်မြတ်ဖះကရေရဲကြီးအာမခံထားတယ်အဲ့ဒီတော့ငိုမနေနဲ့တော့သမီးမြေရီတော့ဖေဖေကိုတကယ်ချင်းမငိုနဲ့သမီးကိုသမီးတကယ်ချင်းမငိုနဲ့ဖះစကားကိုနားထောင်ပြီးတော့မငိုရတဲ့တရားကိုဒီဘဝမှာပဲမျက်မှောက်ပြုနိုင်အောင်ကြိုးစားမယ်လို့အတိတ်တန်ပြုကြားရလားသမီးမြေရီတော့ထိုကမခိမေကဟုတ်ကဲ့ဖေဖေလို့သာပြန်ပြေးပြီးအင်ဂျီလက်စာနဲ့မြေရီကိုတုပ်လိုက်တယ်မခိမေကပါရမီထူးတဲ့မင်းကလေးဖြစ်တဲ့အတွက်သူ့ဖေကဒီလောက်ပြောနေအများကြီးသဘောပေါက်သွားတယ်ဖះတရားတန်ခါပေါ်မှာယုံကြည်မှုတွေလည်းတပွားပွားပေါ်လာပြီးဒီတရားတွေရဲ့အာနုဘော်တော်ကြောင့်မခင်မေယာစိုးရင်ပူဆွေးမှုကအများကြီးတက်တာရောက်သွားခဲ့တယ်။သမီးရေဖေဖေကိုတံဝေကလင်ကလေးရွတ်ပြစမ်းမအောင်ကွ။မခင်မေယာသူ့ဖေကိုအောက်ဘက်တံဝေကလင်ကလေးရွတ်ပြလိုက်တယ်။နူးနဲ့ရုပ်စဉ်ပြုံးမြင့်ခြင်းကအိုခြင်းနောက်ဆုံးရှိကြ၏။ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးရှိကြ၏။ခုံမင်ကရချစ်လုံးကလည်းတောကားနောက်ဆုံးရှိကြ၏။ဝိညာဉ်တင်လင်တက်ရှင်ခြင်းကတည်ခြင်းနောက်ဆုံးရှိကြ၏။သမီးရေတချိန်တက်ဆိုပါဦး။ဥပုပ်ခင်ကအဲ့လိုကိုင်းတဲ့အတွက်မခိမေယာနောက်တစ်ချိန်တပြီးရိုးရတယ်။ဥပုပ်ခင်ကတာရု၃ချိန်ကိုလေးလေးပြပင်ကြီးခေါ်လိုက်တယ်။ဒီလိုတာရုခေါ်ပြီးတော့ဇနီးဒေါ်လာမီနဲ့သမီးကလေးမတ်တင်မီကိုခေါ်ခိုင်းတဲ့အတွက်မခိမေကတော်ပြီးခေါ်ခဲ့တယ်။အတော်ကလေးကြာတဲ့အခါမှာတော့ဒေါ်လာမီကိုမခိမေနဲ့မတ်တင်မီကတွဲပြီးသုံးသာဥပုပ်ခင်စီကိုလာခဲ့ကြတယ်။အားလုံးထိုင်မိကြတဲ့အခါမှာတော့သမီးကြီးမခိမေကိုခက်ဆော့ဆော့ကပြောသလိုဥပုပ်ခင်ကသူတေကနီးဆိုတဲ့အကြောင်းပြောတယ်။ဒေါ်လာမီကမြေးကြတယ်။သမီးငယ်မတ်တင်မီကတော့အတန်ထွက်ပြီးငိုတယ်။အဲ့ဒီကဥပုပ်ခင်ကခက်စောစောကသမီးကြီးမခိမေကိုဟောသလိုပဲတရားဟောပြီးမြေကြီးတုတ်ခိုင်းခဲ့တယ်။ပြီးတော့မှဇနီးနဲ့သမီးတွေကိုဒီလိုဆက်ပြီးပြောတယ်။ငါတို့မင်းတို့ဘာမှမပူကြနဲ့။ငါကမ္မရမ်းမထိုင်ခင်တော့ဖရာတရားတန်ခါကိုယုံကြည်တယ်ဆိုတာမတော်မလို့ယုံကြည်တာမဟုတ်ဘူး။တခါယုံကြည်တယ်။တခါကြာရင်ဖရာတရားတန်ခါဆိုတာဟုတ်မဟုတ်ကြရဲ့လားဆိုတဲ့ဒလိုစိတ်တွေငါမှပေါ်တယ်။အဲ့ဒီစိတ်တွေပေါ်တော့ကလည်းပေါ်တယ်ဆိုတော့ထင်ထင်ရှားရှားသိတယ်။ဟိုလိုဝါဒမဟုတ်ဘူး။ကမ္မရမ်းထိုင်ပြီးတရားထုကိုမျက်မှောက်ပြုပြီးနောက်အခုလိုဒလိုစိတ်တွေကငါမှမရှိတော့ဘူးဒလိုဖြစ်နေတော့ကထင်ရှားရှားငါသိတယ်လို့ဒီစိတ်တွေအလင်းမရှိတော့တာကိုလည်းမရှိကြတော့ဘူးဆိုတော့ထင်ရှားငါသိတယ်နောက်ပြီးတော့လေကမ္မရမ်းမထငိန်တော့ကငါးပါးသီလကိုလုံနေဆိုပေမဲ့လုံလာကြီးလုံတာမဟုတ်ဘူးဒီငါးပါးကိုမကြိုးရအောင်ငါအတော်တတိတာပြီးထိနေရတယ်အဲ့ဒီလိုတတိတာပြီးထိနေတဲ့အထက်ကငါးပါးသီလကကျိုးတဲ့အခါကျိုးတယ်ပေါက်တဲ့အခါပေါက်တယ်ပျောက်တဲ့အခါပျောက်တယ်ကြားတဲ့အခါကြားတယ်ဒီလိုမကြိုးမပေါက်မပြောက်မကြားသေးတဲ့အောင်ရံပန်ရံခါငါးပါးသီလတွေကတဘာဘာကညိုးတယ်တိန်တယ်အဲ့ဒီငါးပါးသီလကိုမကြိုးမပေါက်မပြောက်မကြားရအောင်မညှိုးနှမ်းရအောင်ငါတတိထားပြီးထိနေရတယ်ဆိုတာလေငါထင်ရှားကြီးသိခဲ့တယ်အဲ့ဒီထိနေတဲ့တဲကကျိုးပေါက်ပျောက်ကြားသွားတာညှိုးသွားတာနောင်သားတာကိုလည်းငါထင်ရှားကြီးသိခဲ့တယ်ကမ္မဋ္ဌာန်းတိုင်ပြီးတရားထုကိုမျက်မှောက်ပြုပြီးတဲ့နောက်ငါးပါးသီလကိုငါတတိထားပြီးမထိန်ရတော့ဘူးငါးပါးသီလကခေါဝိပဆိုလို့ငါမှမြဲနေပြီငါးပါးသီလကငါကျိုးပေါက်ပျောက်ကြားတော့ကညှိုးနှမ်းတော့ကထင်ရှားကြီးသိရတယ်လို့အခုခါဝိပစုလို့ငါမှမြင်နေတဲ့အခါမှာလဲငါထင်ရှားကြီးသိခဲ့ရတယ်ငါးပါးသီလကမကြိုးမပေါက်မပြောက်မကြားတော့ဘူးမညှိုးနှမ်းတော့ဘူးအဲ့ဒီလိုယရနာသုံးပါးမှာဒုလိုမဖြစ်ပဲမတုံမလုံးယုံကြည်တဲ့အခြေအနေကိုရောက်ရင်ငါးပါးသီလကခါဝိပစုလို့မြဲတဲ့အခြေအနေကိုရောက်ရင်အဲ့ဒီသူဟာတည်ပြီးတဲ့နောက်ငရဲတရိษံပိတ်တာအတူရခဲ့ဆိုတဲ့အပယ်လေးပုံကိုမရောက်ရတော့ဘူးကိလေသာတွေမကုန်သေးတဲ့အတွက်တန်တရားကြီးထဲမှာလေယာသီးတိုင်အောင်လဲခုနှစ်ဘွားထပ်ပို့ပြီးမလဲရတော့ဘူးဆိုတာကိုယ့်အကူဆုံးဖြတ်နိုင်ပြီလို့မြတ်စွာဘုရားကဟောထားတယ်အဲ့ဒီတော့မင်းတို့ငါတို့မပူကြနဲ့တော့စိတ်ကြတော့ငါဟာဒီအခြေအနေကိုရောက်နေပြီင
ငါတည်သွားရင်ကြေခွဲအစုပ်ပဲ့ကြီးနဲ့တူတဲ့ဒီယောဂဗလာဘွားဖြစ်နေတဲ့ကိုကြီးကိုစွန့်ပြီးရွှေခွဲနဲ့တူတဲ့ဓာတ်ထက်ကောင်တဲ့ဘွားငါရောက်မှာပဲအဲ့ဒါကြောင့်ငါအတွက်မပူကြနဲ့တော့မင်းတို့တော့ကတော့အမေကြီးကလည်းဝေဒနာတယ်ဖြစ်ပြီးဘာမှမတတ်နိုင်အဲ့ဒီတဲ့တားယောက်ကြားကလည်းတယောက်မှမရှိသမီးနှစ်ယောက်နဲ့ဆိုတော့မင်းတို့ရဲ့နောင်ရည်ကိုတွေးမိတိုင်းမင်းတို့တော့ကြောက်ကြမှာပဲအဲ့ဒီတော့ဖျားပေးတဲ့ကာရာတစ်ပုဒ်ကိုမင်းတို့ကိုပေးရမယ်ဒီကာရာကိုနေ့စဉ်ခဏခဏရွတ်ပေးရွတ်တဲ့အခါမှာလည်းသဘောပေါက်အောင်ရွတ်ကြအဲ့ဒီလိုသဘောပေါက်ပြီဆိုရင်မင်းတို့ဆင်းရဲပြီးကြောက်နေတဲ့အခါမှာလည်းကြောက်စိတ်တွေကိုဖျောက်နိုင်မယ်မင်းတို့ချမ်းသာပြီးအောက်ခြေလွတ်နေရင်လည်းစိတ်တွေကိုထိန်းပေးနိုင်မယ်ကဲငါသမီးကြီးမကိမယအဘိနာတုတ်ရဲ့ကမ္မတကုံမီအပိုက်ကိုရွတ်ပြစမ်းပါကွမကိမယသူ့ဖေပြောတဲ့အတိုင်းရွတ်ပြခဲ့တယ်ကမ္မတကုံမီကမ္မဒါယတောကမ္မယောနိကမ္မဗန္တုကမ္မပရိတရဏောယံကမ္မံကရိတာမိကလျာဏံဝါပပကံဝါတတဒါယတောဘဝိတမိတိအဘိနာပိစဝကိတမံအေးတော်ပြီကွယ်တာရုအဲ့ဒါကိုအနက်နဲ့ဆိုလိုက်စမ်းမအောင်ကွမကိမေယာသူ့ဖေပြောတဲ့အတိုင်းအနက်နဲ့ဆိုလိုက်တယ်အဟံငါသည်ကမ္မတကောကံတာလျင်မိမိဥစ္စာရှိသည်ကမ္မဒါယကောကံတာလျင်အမွေခံရှိသည်ကမ္မယောနိကံတာလျင်အကြောင်းရင်းရှိသည်ကမ္မဗန္ဓုကံတာလျင်အဆွေမျိုးရှိသည်ကမ္မပရိတရဏောကံတာလျင်ကိုးဝတ်ရာလဲလျောင်းရာရှိသည်အမိဖြစ်၏ကလျာဏံဝါကောင်းသည်လည်းဖြစ်သောပါပကံဝါမကောင်းသည်လည်းဖြစ်သောယံကမ္မံအကျဉ်ကံကိုကရိတာမိပြုအပ်တတကမ္မတထိုကောင်းမှုကံမကောင်းမှုကံဤဒါရတော်ကောင်းမှုကံဆုံးဝေကံသည်ဘဝိတ္တာမိဖြစ်ရအပ်ဣတိဤသို့အဘိနံနင်းညင်းမပြတ်ပိစဝခိတမံဆင်ကျင်အပ်၏တော်ပြီသမီးရေတာရုကွယ်တာရုအဲ့ဒီတန်တာနှလုံးသွင်းနေကြငါယောက်ျားမရှိတော့ဘူးငါတို့ဖေမရှိတော့ဘူးဆိုပြီးမင်းတို့စိတ်ငြိမ်မနေကြနဲ့ငါဟာမလမီရဲ့ယောက်ျားမခင်မီတို့မတင်မီတို့ရဲ့ဖေဖေလို့သာလောကဟောရတာရခေါ်အားပေမဲ့အမှန်စင်စစ်မင်းတို့ရဲ့ဆွေမျိုးအစ်အဖေအစ်ကိုးကွယ်ရလဲလျောင်းရာအစ်ဥစ္စာအစ်တော့ငါမဟုတ်ဘူးမင်းတို့ရဲ့ကုသိုလ်ကံတွေပဲအဲ့ဒါကြောင့်ငါမရှိတဲ့အခါငါရှိတုန်းကတည်းကအကုသိုလ်တွေကိုပို့ပြီးရှောင်ကြကုသိုလ်တွေကိုတိုးပြီးလုပ်ရကြပြီတော့ကဲကောင်းပြီသွားကြတော့အဲ့လိုပြောတာနဲ့မခင်မင်းနဲ့မတင်မရသူတို့မိဒေါ်လာမီကိုတွဲပြီးတော့ထွက်သွားခဲ့ကြတယ်နောက်10ရက်လောက်ကြာတဲ့တမန်တဲ့အခါမှာတော့မခင်မရသူ့ဖေအရာပေးမှထားပြီးဓမ္မပဒအတေယတဏ္ဍတိအမတ်ကြီးဝတ္ထုကိုဖတ်ပြနေတယ်ပြီးတဲ့အခါဥပုခင်ကတာရုသုံးချင်းခေါ်ပြီးတမိရဲ့ဖေဖေတော့အရိမရိယမြတ်စွာဘုရားကိုဖူးပြီးမှပဲနေဘဝင်ခြင်းနဲ့ဆန္ဒဖေဖေမှရှိတယ်မြတ်စွာဘုရားတိုင်းမှာအစင်းတော်ဉာဏ်တော်စကားတော်တကူတော်ဆိုတဲ့အစိမ်တရား၄ပါးရှိတယ်ဒီအစင်းတော်ဉာဏ်တော်တကူတော်တွေကဘလို့လဲဆိုတာကြံစီလို့မရအောင်နှမ်းရှင်လို့မရအောင်ကြီးကျယ်လွန်းလို့အစိမ်တရားလို့ခေါ်တယ်ကွရှင်တော်မြတ်ဘုရားရဲ့အဲ့ဒီအစင်းတော်ကိုလည်းဖေဖေပူးခြင်းနဲ့ဉာဏ်တော်တွေကိုလည်းဖေဖေပူးခြင်းနဲ့စကားတော်တွေကိုလည်းဖေဖေနာခြင်းနဲ့တကူတော်တွေကိုလည်းဖေဖေကြည့်ခြင်းနဲ့အခုတမိဖက်ပြသွားတဲ့တဏ္ဍတိအမတ်ကိုကြည့်ပါလားမနက်ဘက်မှာမူယူတုံးမရှိသေးတဲ့ညနေကျရင်ငါဘုရားရဲ့လေးပါးတာရှိတဲ့ဂါရတပုတ်ကိုကြားပြီးယဟန္တာဖြစ်မယ်လို့ရှင်တော်မြတ်ဘုရားမိန့်တော်မူတယ်အဲ့ဒီမိန့်တော်မူတဲ့အတိုင်းညနေကျတော့ယဟန္တာဖြစ်တာပဲဉာဏ်တော်တွေတကူတော်တွေဘလောက်ကြီးကျယ်တယ်လဲဆိုတာကြည့်စမ်းကဲတမိရေတမိမိမိနဲ့ညီမကလေးကိုခေါ်ပါဦးကွမခင်မရသူ့ဖေပြောတဲ့အတိုင်းသူ့မိမိနဲ့သူ့ညီမလေးကိုခေါ်ရအောင်ထွက်သွားခဲ့တယ်တောင်းလောက်ကြတဲ့အခါမှာတော့ဒေါ်လာမီကိုညီမနှစ်ယောက်ကတွဲပြီးခေါ်လာခဲ့တယ်အားလုံးထိုင်မိကြတဲ့အခါမှာတော့ငါတော့သွားကနေပြီကွယ်မင်းတို့အတီးတီးစီကငါဂတိတွေတောင်းခြင်းနဲ့အဲ့လိုမျိုးအဖိုးခင်ကပြောလိုက်တယ်ထိုကဒေါ်လာမီကကိုဖိုးခင်ရဲ့ဒီစကားတွေမပြောပါနဲ့လားကိုဖိုးခင်ကိုကြည့်ရတာအရင်တော့နဲ့တောင်မတူမျက်နှာတွေတိတ်ပြီးလန်းလန်းဆန်းဆန်းရှိတာပဲအဲ့လိုပြောလိုက်တော့မကိမရလည်းဟုတ်တယ်ဖေမျက်နှာတွေကအခုတရက်နေ့အတွင်းကိုအင်မတန်လန်းလာတယ်မနက်ကတော့မမို့သမီးပြောပြရသေးတယ်အဲ့လိုပြောလိုက်တဲ့အခါမှာတော့အဖိုးခင်ကပြုံးပြီးဒါကတော့မင်းတို့နားမလဲပါဘူးကွယ်တရားသဘောတွေပဲဖေတရားထူးတွေကိုနောက်ထပ်တွေ့ပြီးဝမ်းထဲမှာလက်လက်လေးလေးဖြစ်နေတယ်အဲ့ဒီဝမ်းမြောက်တဲ့စိတ်ရဲ့အရှိန်တွေကမျက်နှာမှာပေါ်လာတဲ့အတွက်လန်းဆန်းတယ်လို့မင်းတို့ထင်ရတာပဲဤကွယ်ဘာပဲဖြစ်ဖြစ်မင်းတို့စီကဖေဂတိတွေလိုချင်တယ်မင်းတို့သားမိသောစလုံးတင်းနေတဲ့အထိဗုဒ္ဓဘာသာကိုမစွန့်ပါဘူးဆိုတဲ့ဂတိပေးနိုင်မလားမလားမေဒေါ်လာမျိုးစားပြီးမေးလိုက်တော့ပေးပါတယ်လို့ဒေါ်လာမေကပြန်ပြေးလိုက်တယ်ဥပုခင်ကတာရုသုံးချိန်ကိုခေါ်လိုက်တယ်အဲ့ဒီနောက်တမီမခိတ်မေကိုလည်းမေးလိုက်တော့တမီမခိတ်မေကလည်းဂတိပေးပါတယ်ဖေလို့ပြန်ပြေးခဲ့တယ်ဥပုခင်ကတာရုသုံးချိန်ကိုထောက်ခေါ်လိုက်တယ်အဲ့ဒီနောက်မတ်တေမေကိုလည်းခေါ်လိုက်တော့မတ်တေမေကလည်းဂတိပေးပါတယ်ဖေလို့ပြန်ပြေးလိုက်တာဥပုခင်ကတာရုသုံးချိန်ခေါ်လိုက်တယ်အဲ့ဒီနောက်ဥပုခင်ကဆက်ပြီးအခုပြောမယ့်ဟာကဂတိရလို့မဟုတ်ပါဘူးတက်နိုင်ရင်လောက်ကြဖို့ပါပဲလူဆိုတာလှန်တန်းလာတာကိုသာမြင်ရတယ်ကန်တန်းလာတာကိုမမြင်ရဘူးအဲ့ဒီတော့မင်းတို့ရဲ့ကုသိုလ်ကံတွေကများတက်နိုင်လို့အကျိုးပေးခဲ့ရင်ဖေစားပြစ်ခဲ့တဲ့ပရိယတ်တိစာမွေးပွဲတွေကိုပြတ်မှတ်သွားရအောင်ဆောက်ရှောက်လိုက်ကြပါဦးသာသနာရေးတာကိုလည်းတက်နိုင်တဲ့လောက်ဆောက်ရှောက်လိုက်ကြပါဥပုခင်ကအဲ့လိုပြောလိုက်တော့တားမိသောစလုံးကတက်နိုင်တဲ့လောက်ကြိုးစားပါမယ်လို့ပြန်ဖြေခဲ့ကြတယ်ဥပုခင်ကဆက်ပြီးတော့အေးဒါကတော့မင်းတို့အတွက်ပဲ
တတန်တရာလုံးမင်းတို့ကငိုရတဲ့လမ်းကြီးပဲလိုက်ခဲ့ကြဘူးပြီးငိုရတဲ့လမ်းကြီးကအခုကိုရှိမှဖြူးနေအောင်ပေါ်နေရတာနဲ့မင်းတို့မလိုက်ရင်လမ်းရိုက်ပြစ်လားမင်းတို့ရိုက်ပြစ်လားအဲ့လိုမိလိုက်တဲ့အခါတာမီ3ယောက်စလုံးကကျမတို့ရဲ့ပြစ်ပါလို့ပြန်ပြေးလိုက်ကြတယ်အဲ့ဒီတော့ဥပိုးခင်ကတမီးကြီးမခိတ်မေကိုကြည့်ပြီးတမီးရေဖះအောင်နေစဉ်ကနေကြစွန်ရေချမ်းစင်မီပန်းကိစ္စနိုင်တဲ့လောက်ကြိုးစားအကွအဲ့လိုပြောလိုက်တဲ့အခါမှာမခိတ်မေကကြိုးစားပါမယ်ဖေဖေလို့ပြန်ပြေးလိုက်တယ်အဲ့ဒီနောက်ဆက်ပြီးဥပိုးခင်ကဒီတခါတော့တမီး2ယောက်စီကဂတိတောင်းရမယ်မခိတ်မေနဲ့မတင်မေတမီးတို့2ယောက်စလုံးတမီးတို့မေမေစိတ်မချမ်းသာအောင်ဘယ်တော့မှမလုပ်ပါဘူးလို့ဖေဖေကိုဂတိပေးနိုင်မလားအဲ့လိုမိလိုက်တဲ့အခါမှာတော့2ယောက်စလုံးကဂတိပေးပါတယ်ဖေဖေလို့ပြန်ပြေးခဲ့တယ်ဥပိုးခင်လည်းတာရုခေါ်ပြီးအားလုံးကိုတောင်းခွင့်ပြုလိုက်တယ်ဒီလိုခွင့်ပြုပြီးမကိတ်မေကိုလမ်းပြီးတော့တမီးရေဦးဝီမလားဆရာတော်ညနေဖူးခြင်းနဲ့တရားရောက်ကိုပင့်ခိုင်းပေးပါကွယ်ဟုတ်ကဲ့ဖေဖေမကိတ်မေကသူ့ဖေရဲ့စကားကိုပြန်ပြေးပြီးတာနဲ့ညီမ2ယောက်တွဲပြီးတော့အမေကြီးကိုတွဲပြီးတော့ထွက်သွားခဲ့ကြတယ်ညနေဘက်မှာဆရာတော်ဦးဝီမလားကြွလာခဲ့တယ်ဥပိုးခင်ကမထနိုင်တဲ့အတွက်အေလီယာကပဲနေပြရစီလို့လှုပ်ချပြီးခွင့်တောင်းခဲ့တယ်ဆရာတော်ကလည်းခွင့်ပြုတယ်မကိတ်မေကဆရာတော်ရဲ့နောက်ဘက်ကတိုင်ပြီးရက်ခတ်ပေးနေခဲ့တယ်ဥပိုးခင်ကဆရာတော်ကိုလှုပ်ချပြီးဆရာတော်သိတဲ့အတိုင်းပဲတပည့်တော်ကပရမကျင့်တရားအထုတ်ပြီးကြတဲ့ဘာဝနာအလုပ်ကနေ့စဉ်တစ်ခါမှမပြတ်ခဲ့ဘူးဘလောက်အလုပ်များများညာအိယာမဝင်ခင်တီတော့အားထုတ်ပြအောင်ထုတ်တာပဲအခုမမာတော့တပည့်တော်မှာဒီအပြင်တခြားအလုပ်မရှိတော့ဘူးတရားအထုတ်တဲ့အလုပ်တစ်ခုပဲရှိတော့တယ်လွန်ခဲ့တဲ့အင်္ဂါနေ့ညတကောင်ကျော်လောက်မှာတပည့်တော်တရားထုတ်ရပါတယ်ဖေ။တရားထုတ်မရခင်တုန်းကဝေဒနာတွေပြင်းထန်လာတဲ့အခါတပည့်တော်ကိုတပည့်တော်စိတ်တူခြင်းနဲ့ဒေါသထွက်ခြင်းနဲ့ပါဇက်ကမြန်မြန်သေးပါတော့ကွယ်မသေးသေးဘူးလားဆိုတဲ့ဒေါသနဲ့ရှင်တဲ့စကားတွေကိုလည်းမိတမ်းမိပါတယ်ဖေ။အခုတရားထုတ်ရပြီးမှဝေဒနာပြင်းလို့အခမ်းရခတ်တာပဲရှိတော့တာစိတ်တူခြင်းတာတွေစိတ်ဆိုးခြင်းတာတွေမရှိတော့ဘူး။အရင်ကလိုဒေါသနဲ့ရှင်တဲ့စကားတွေကိုလည်းမမိတမ်းတော့ဘူး။အဲ့ဒါထူးခြားချက်ပါဖေ။နောက်တစ်ချက်ရှိပါသေးတယ်ဖေ။တရားထုတ်မရခင်ကအိမ်သူအိမ်သားတွေရဲ့နောင်ရိုးကိုတစ်ခါတခါစိတ်ကူးမိတဲ့အခါစိတ်ထဲမှာနောက်ကြီးလိုဖြစ်ခြင်းနဲ့ချက်ချင်းတရားနဲ့ဖျောက်ပြရတယ်အခုအိမ်သူအိမ်သားတွေရဲ့နောင်ရိုးကိုစိတ်ကူးမိတဲ့အခါစိတ်ထဲမှာဘာမှမဖြစ်တော့ဘူးအဲ့ဒါကထူးခြားချက်တည်းရပါဗျာနောက်တစ်ချက်ရှိပါသေးတယ်ဗျာတရားထုတ်မရခင်ကတပည့်တော်ရဲ့အာယုံဟာရမန်ရကတာဝန်နေတာနတ်ပြည်ကိုရောက်ပါတယ်ဗျာနတ်တွေရဲ့ကာမဂုဏ်တွေကိုစဉ်းစားမိတဲ့အခါလဲစဉ်းစားမိတယ်တရားထုတ်ရပြီးတဲ့နောက်မှာကာမဂုဏ်တွေရဲ့ဆက်စုပ်ဖွဲ့ရကိုပဲမြင်ပြီးတာဝန်နေတာကိုစိတ်မရောက်တော့ဘူးဗျာဗြဟ္မဘုံမှာပဲဆက်ရောက်နေပါတယ်ဒီထူးခြားချက်၃ရက်ကလွန်ခဲ့တဲ့အင်္ဂါနေ့ညတရားထုတ်ရပြီးကြတဲ့တပည့်တော်မှာအစဉ်ဖြစ်ပေါ်နေပါတယ်ဖေ။အဲ့ဒါဆရာတော်ဘုရားကိုလျှောက်ထားခြင်းတို့တပည့်တော်ပင်လိုက်တာပါဖေ။ဥဖိုးခင်ကဆရာတော်ဝိမလကိုလျှောက်လိုက်တယ်။ဆရာတော်ကတာရု၃ညခေါ်ပြီးဒီလိုခါမျိုးဆိုတာတရားကိုမရက်မနာအားထုတ်နိုင်မယ်ဆိုရင်တရားထုတ်ရတတ်တာပဲကွ။လူတွေခက်များများကတော့မမာလို့အသေးအံဖြစ်ပြီးဆိုရင်တရားမှာကိုကြောက်ပြီးတရားနှလုံးမသွင်းနိုင်ဘူး။ကြောင်ကရမ်းနေဖြစ်နေတာပဲ။ဒါကကုသိုလ်နဲ့ပြီးအကုသိုလ်များတဲ့လူတွေရဲ့ဓမ္မတာပဲ။အခုတခါကြီးကတော့တရားမှမကြောက်ဘူး။တတိမလေးဘူးတရားကိုအမြဲနှလုံးသွင်းတယ်အဲ့ဒါကုသိုလ်များများအားထုတ်ခဲ့တဲ့လူတွေဓမ္မတာပဲဓမ္မပဒမှာမြတ်စွာဘုရားဟောထားတာရှိတယ်လေကွအတ္တမိဇာတမိဒုက္ခတဟယာဒုက္ခိဒုက္ခယာဣတရိတရေနပုံညာဒုက္ခံဇီဝိတသင်္ခယမိတပ္ပတဒုက္ခတဒုက္ခံပဟာနံအရိဘေကတော့အဆွေခင်မှုရှိခြင်းသည်အရေးကိစ္စပေါ်လာတဲ့အခါမှာချမ်းသာ၏ရာရသမျှသောပစ္စည်းဥစ္စာဖြင့်ရောင်းဝယ်ခြင်းသည်ချမ်းသာ၏ကုသိုလ်ကောင်းမှုရှိခြင်းသည်အသက်ကုန်ကနေ၌ချမ်းသာ၏စင်ရဲလုံးစုံပယ်ခြင်းသည်ချမ်းသာ၏တခါကြီးရတဲ့တရားကတော်တော်ထူးတယ်ဒါကြောင့်ဘုန်းကြီးတာလူခေါ်တယ်လေးလေးနက်နက်ကိုခေါ်တယ်အချိန်ကြီးတွေအခုလိုပဲဆက်ပြီးအားထုတ်ပါကမ္မထံကိုချမှတ်ထားနဲ့တခါကြီးကအခုမျက်မှောက်ဘဝမှာပဲအရာအတားဖို့ထူးတဲ့ဉာဏ်နဲ့မျက်မှောက်ပြုနိုင်စရာအကြောင်းရှိတယ်ဒီစကားကိုကြားရတဲ့အခါမှာဥပုခင်ဟာပီတိတွေဖြစ်လာပြီးဆရာတော်ကိုလှုပ်ချလိုက်တယ်အခုလိုအခွင့်ကြုံတဲ့အခါကမ္မထံကိုဘယ်တော့မှချမှတ်ထားတဲ့အတွက်ဒီကနေ့ခဏလေးအားထုတ်လိုက်တာနဲ့ရဟန္တာဖြစ်သွားတဲ့မရေကြီးတစ်ပါးအကြောင်းကိုဘုန်းကြီးဟောမယ်တခါကြီးနာပါလို့ဆရာတော်ကမိန့်တော်မူလိုက်တယ်ထိုကဥပုခင်ကတင်မဗျာဟောတော်မူပါဆိုပြီးတော့ဥပုခင်ကလှုပ်ချပြီးတရားနာတယ်ဝါတော်60ကျော်လုံးပြီးတရားညောင်ဆောင်မှာလဲလျောင်းနေတဲ့မဟာတန်ကယခိတမရေကြီးကိုရဟန်းတန်ကတော့တွေကဗမက်ဖို့ရပြီးပြီလေလို့မိလျှောက်ကြတယ်မရေကြီးကငါဘယ်ပန်းဖို့မှမရသေးဘူးလို့ပြန်ပြေးလိုက်တယ်ဒီစကားကိုကြားတော့မရေကြီးကိုပြုစုနေတဲ့ရဟန်းတွေကအရှင်ဘုရားကရဟန်းနာဖြစ်ပြီးဒါကြောင့်ပြိဋိနိဗ္ဗာန်ဆံတော်မူတာကိုဖူးရအောင်ဆိုပြီး12ယူဇနာပေါင်းဝန်းကျင်ရက်ကဒကာမတွေကစုဝေးရောက်နေကြပါပြီဖေ။အကယ်၍အရှင်ဘုရားဟာယဟန္တာမဟုတ်သေးဘူးပုရုဇဉ်ပဲဆိုတာကိုဒီဒကာမတွေသိသားကြရင်အင်မတန်စိတ်မချမ်းမသာဖြစ်ကုန်ကြမှာပဲဖေလို့ရှောက်ထားလိုက်ကြတယ်။အဲ့ဒီကမရေကြီးကငါရှင်တို့ငါဟာမရေရမြတ်စွာဘုရားကိုဖုံးမြင့်ခြင်းသေးတဲ့အတွက်ဝိပဿနာတရားကိုအာမထုတ်ပဲနေခဲ့တယ်။အခုဒကာမတွေကိုငဲ့ပြီးငါဝိပဿနာတရားကိုအားထုတ်တော့မယ်။ငါ့ကိုထူပေးကြလို့ရဟန်းငယ်တွေကိုအမိန့်ရှိကြတယ်။ရဟန်းငယ်တွေလည်းမရေကြီးကိုထူပေးပြီးအပြင်ဘက်ထွက်ဖို့အခန်းပြင်ဘက်ကိုခြေတစ်ဖက်လမ်းယုံပဲရှိသေးတယ်။မရေကြီးကအရာတက်ဖို့ရတယ်။
အဲ့ဒီလိုရတာနဲ့ရဟန်းငယ်လေးတွေကိုလက်ဖြောက်တီးပြီးပြန်ခေါ်လိုက်တယ်ရဟန်းငယ်လေးတွေကအကြောင်းကြားတာနဲ့ကျောင်းလိုက်တဲ့ကရဟန်းတန်ဃာတော်တွေကိုစုဝေးလာကြပြီးအရှင်ဘုရားတေကနေ့မှာအရဟတဘုတက္ကနာချင်းဒီလိုရအောင်အားထုတ်နိုင်တာအင်မတန်အောင်စရာကောင်းလာပါတယ်လို့ရှောက်ထားကြတယ်အဲ့ဒီကမထေရကြီးကငါရှင်တို့ငါရဟန်းပြုတဲ့အခါကစပြီးတတိမထားညံနဲ့မပိုင်ချပဲဘယ်ရာကိုမှမပြုတ်မိဘူးအဲ့လိုမိတော်မူလိုက်တယ်တခါကြီးလဲတတိအစဉ်ရှိပြီးညံနဲ့ဆင်ကျင်နေမယ်ဆိုရင်အရဟတဘုခုလိုကမျိုးမှာရနိုင်စရာအကြောင်းရှိတယ်တရားဟောပြီးမှတော့ဥပုသ်ခင်ဟာတာရုတွေအချိန်ပေါင်းများစွာခေါ်တယ်တရားတရားတွေဒီကိုယ်လုံးပြန့်နှံ့ပြီးပီတိတွေဖြစ်နေခဲ့တယ်ဆရာတော်လည်းနောက်ထပ်စကားတစ်ခွန်းပြောပြီးပြန်ကြွသွားခဲ့တယ်ဥပုသ်ခင်ကလည်းဆရာတော်ကိုလှုပ်ချပြီးကြော့ပြီးတော့မျက်စိတစ်စုံကြည့်ညိုနေလိုက်တယ်နောက်တနေ့ညမှာတော့ဥပုသ်ခင်ကဒေါ်လာမီနဲ့တမီးငယ်မတ်တက်မီတို့ခေါ်ခိုင်းခဲ့တယ်အားလုံးစုံစုံညီညီရောက်တဲ့အခါမှာတော့ကဲမင်းတို့အားလုံးငါ့ကိုကြော့ကြတန်တရားတစ်လျှောက်လုံးမှာကာကံဝစီကံမနောကံတွေနဲ့ပြမမိခဲ့သမျှအပြစ်တွေကိုခွင့်လို့ကြပါတီးခန့်ကြပါလို့ဆိုပြီးကြော့ကြဥပုသ်ခင်ပြောတဲ့အတိုင်းတားမိသောစလုံးကကြော့လိုက်ကြတယ်ဒေါ်လာမီမှာမြေးတွေစီးကြနေတယ်မတ်တက်မီလေးကတော့ရှာရည်တဲ့ငင်ငုံနေမိတယ်မခိမေကတော့မငိုတော့ဘူးသူ့ဖေတရားထုတွေရပြီးကောင်းအောင်မွန်အောင်ရောက်တော့မယ်ဆိုတာကိုသဘောပေါက်နေရန်လက္ခဏာရှိတယ်တားမိတော့ကြော့ပြီးတဲ့အခါဥပုသ်ခင်ကမင်းတို့ပြစ်တွေအားလုံးငါတီးခန့်တယ်ခွင့်လို့တယ်အဲ့လိုမျိုး၃ချိန်ပြောလိုက်ပြီး၃ချိန်ဆိုပြီးမှကဲမင်းတို့တာရုခေါ်ကြလို့တားမိ၃ဦးကိုပြောလိုက်တယ်တားမိ၃ဦးကလည်းတာရု၃ချိန်ခေါ်လိုက်တယ်အဲ့ဒီလိုတာရုခေါ်ပြီးတဲ့နောက်မှာဥပုသ်ခင်ကကဲငါလည်းရောက်ပြီတန်တရားကြီးတစ်လျှောက်လုံးငါကမင်းတို့တားမိ၃စလုံးအပေါ်မှာကာယကံဝစီကံမနောကံတွေနဲ့ပြမာကျွန်းလို့မိခဲ့သမျှအပြစ်တွေကိုမင်းတို့ကလည်းတီးခံမှာခွင့်လို့ကြပါငါမေတ္တာရက်ခံပါတယ်တားမိ၃စလုံးကလည်းတီးခံပါတယ်ခွင့်လို့ပါတယ်လို့ဆိုတယ်ဥပုသ်ခင်ကလည်းတာရု၃ချိန်ခေါ်လိုက်တယ်ဥပုသ်ခင်တာရုခေါ်ပြီးတဲ့အခါမှာတော့ဒေါ်လာမီကကိုပုသ်ခင်ဘယ်နဲ့နေသေးလဲထိုကဥပုသ်ခင်ကငါတို့မစိုးရိမ်ပါနဲ့ကွယ်မင်းတို့သွားကြတော့မနေ့ကငါပေးထားတဲ့ကာမတကောမီကာရာလေးကိုယူပြီးဆင်နေကြလို့ပြောတာနဲ့တားမိ၃စလုံးကဥပုသ်ခင်ကိုကြော့ပြီးဒေါ်လာမီနဲ့မတ်တိတ်မီတို့ကမြေလက်စားနဲ့ထွက်သွားခဲ့ကြတယ်မခိမေကလည်းသူ့မိကိုလိုက်ဖို့ပြီးသူ့ဖေးစီကိုပြန်လာခဲ့တယ်အဒီကဥပုသ်ခင်ကသမီးကြောက်သလားလို့မေးလိုက်တယ်ထိုကမခိမေကကြောက်ရတယ်ဖေလို့ပြန်ဖြေလိုက်တယ်သမီးပါကိုကြောက်တာလေလို့ဥပုသ်ခင်ကဆက်ပြီးမေးလိုက်တော့တန်တရားဝစင်းရဲကိုကြောက်ရတယ်ဖေလို့မခိမေကဖြေလိုက်တယ်ဥပုသ်ခင်လည်းအင်မတန်နှစ်သက်တဲ့အတွက်တာရု၃ချိန်ခေါ်လိုက်တယ်အဲ့ဒီလိုခေါ်ပြီးတန်တရားဝစင်းရဲဆိုတာကြောက်ရမယ်ဒီဝစင်းရဲတွေကလွတ်မှာပဲမကြောက်သေးရင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးသမီးအဲ့ဒီတော့ကြောက်တန်တရားဝစင်းရဲကိုကြောက်ဒီတန်တရားဝစင်းရဲကိုကြောက်တာကောင်းတယ်အဲ့လိုပြောပြီးတော့တာရုထက်ခေါ်ပြန်တယ်အဲ့ဒီလိုတာရုခေါ်ပြီးမှသမီးရေခြံအောင်ချပေးတော့ကွယ်အချိန်ရှိသေးရဲ့တရားအားထုတ်လိုက်အောင်မယ်လို့ဥပုသ်ခင်ကပြောလိုက်တယ်ထိုကမခိမေကခြံအောင်ချပေးနေရင်လည်းဥပုသ်ခင်ကသမီးမိနဲ့ညီမလေးကိုတရားချပါကွယ်စွစွညံမလုပ်ကြဖို့စွညံတဲ့အတန်ကိုသူတော်ကောင်းနေမနစ်သက်ဘူးလို့အဲ့လိုပြောလိုက်အောင်ကွယ်ဒီစကားကိုကြားရတဲ့အခါမှာအင်မတန်ညံရှိတဲ့မခိမေရဲ့စိတ်ထဲမှာဖေကသူတည်ရင်မငိုအောင်လို့မေနဲ့မတ်တိတ်မေကိုတရားချခိုင်းနေဆိုတာကိုသဘောပေါက်တယ်အဲ့ဒီလိုသဘောပေါက်တဲ့အတွက်ဟုတ်ကဲ့ဖေလို့သာပြန်ပြေးလိုက်တယ်အဲ့ဒီတော့ဥပုသ်ခင်ကဆက်ပြီးသမီးဖေကိုအခုလိုပြုစုရတာအချီးနှီးမဖြစ်ပါဘူးကွသမီးကြောက်တဲ့တန်တရားဝစင်းရဲတွေကလွတ်မြောက်ကြောင်းအတွက်အထောက်အပံ့ဖြစ်ပါလိမ့်မယ်လို့ပြောပြီးဥပုသ်ခင်ကဆက်ပြီးတော့စကားမပြောတော့ဘူးမကိတ်မရလည်းဖေပေးတဲ့ဆုနဲ့ပြေးပါစေလို့ပြောပြီးတာနဲ့ထွက်သွားခဲ့တယ်အဲ့ဒီလိုပြောပြီးတမီးလိုက်မှမကိတ်မရလည်းသူ့အမေနဲ့ညီမကလေးကိုတွားပြီးတရားချတယ်မကိတ်မပြောတဲ့စကားအတူချုပ်ကတော့တခြားမဟုတ်ဘူးငိုတယ်ဆိုတာမကောင်းတာဖြစ်မှငိုရတာသူ့ဖေဟာကောင်းအောင်သူကလေးကိုရောက်မဆိုတာတေချာနေမှပဲဘာဖြစ်လို့ငိုရမလဲဆိုတာပဲဖြစ်ပါတယ်ဒေါ်လာမီနဲ့မတ်တိတ်မရလည်းမငိုတော့ပါဘူးလို့မကိတ်မကိုဂရီးပေးတယ်မကိတ်မရခါတိုင်းလိုပဲသူ့ဖေရဲ့ဂရေနာမှာစောက်အိတ်တယ်ခါတိုင်းဆိုရင်တညကို3ခါလောက်ထားပြီးသူ့ဖေကိုထူပေးရတယ်ဒီညမှာတော့မထူရတော့ဘူးသူ့ဖေခေါ်နှုတ်နဲ့မကိတ်မရအိတ်မပြောနိုင်ခဲ့ဘူးမနဲ့လင်းလို့ခေါ်တမ်းမကြတဲ့အတွက်အထိတ်တလန့်နဲ့ခြံအောင်မကြည့်လိုက်တဲ့အခါမှာတော့မခိတ်မေထင်တဲ့အတိုင်းပဲဥပုသ်ခင်ကအတတ်မရှိတော့ဘူးမခိတ်မေကလည်းသူ့အမေနဲ့ညီမကလေးကိုအကြောင်းကြားတယ်ဒေါ်လာမေကဂရီအတိုင်းမငိုတော့ဘူးမတ်တဲ့မေကလေးကတော့ငိုလိုက်သေးတယ်မခိတ်မေကဖေဘာမှသွားတယ်လေလို့သတိပေးလိုက်တော့မှသတိရပြီးတော့အငိုတိတ်သွားခဲ့တယ်ဥပုသ်ခင်ကသူများရဲ့တာရေးနာရေးကိစ္စတွေမှာအများကြီးဆောင်ရွက်ခဲ့မှုတဲ့အတိုင်းသူ့အတူပါကိစ္စမှာလည်းအများကဝိုင်းဝန်းကူညီဆောင်ရွက်ကြတဲ့အတွက်တက်မြင့်နဲ့ပြီးဆုံးသွားတယ်ဥပုသ်ခင်မသေးခင်ကအကြိမ်ကြိမ်မှာထားခဲ့တဲ့အတိုင်းမသားရေးမှာကစားဝိုင်းမရှိဘူးဖဲဝိုင်းမရှိဘူးမသားချတဲ့အခါမှာလည်းအတီးမမပါပဲရေးစီချပြီးတော့သာချလိုက်တယ်သူဆန္ဒအရအောက်ပါတံဝဲကလင်းကိုရက်တော်မှာကပ်ပြီးမသားပုသူတို့ဝေခဲ့စေတယ်နုနဲ့ရုပ်စင်ဖြိုးပြခြင်းကအိုမင်းနောက်ဆုံးရှိကြ၏ချစ်ခင်ပေါင်းတင်ဆက်ဆံခြင်းကကွယ်ကွင်းနောက်ဆုံးရှိကြ၏ခုံမြင်ကရချစ်လုံးကလည်းတောကနောက်ဆုံးရှိကြ၏ဝိညာဉ်ထင်လင်းတက်ရှင်ခြင်းကတေခြင်းနောက်ဆုံးရှိကြ၏
ခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ